မင်္ဂလာပါအောင်သိန်းတန်း electronic ကပါဒီနေ့မှာတော့ကျွန်တော်တို့စီမှာအသစ်ရောက်ထားတဲ့ solar system ပေါက်20 watt လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီပေါက်လေးရဲ့အားသာချက်က Lipo 4 battery 3.2 volt ကိုမှ2500 mAh TT ပါဝင်ပါတယ်တွင်းဖို့အတွက် solar ကိုလည်း10 watt 10 volt solar panel လေးကိုသုံးလာပေးပါတယ်ခင်ဗျာဟိုချိတ်ဆက်ဖို့ရန်အတွက်လည်းဒေါင်းနဲ့နက်ထုတ်လေးလည်းပါပါတယ်ခင်ဗျာဆိုလာမှာသုံးထားပြီးတဲ့ဂျိုးရှိကလည်း15ပေနီးနီးပါဝင်တဲ့အတွက်ဆိုလာဘောင်းနဲ့ချိတ်ဆက်ရမှာလည်းအသုံးပြုရလွယ်ကူအဆင်ပြေနေပါတယ်ခင်ဗျာဒီဆိုလာဘောင်းနဲ့အသုံးပြုဖို့မီဒီကိုလည်း5 watt 3လုံးထည့်ထားပေးပါတယ်ခင်ဗျာမီဒီကိုလည်းလိုအပ်ချက်အရအဖွင့်ပိတ်လုပ်ဖို့ switch on ခလုတ်လေးလည်းပါပါတယ်ခင်ဗျာမီဒီနဲ့ဆိုလာဘောက်ကိုချိတ်ဆက်ပေးထားတဲ့ဂျိုးရှိလေးကလည်း15ပေနီးပါပါတဲ့အတွက်လူကြီးမင်းတို့စိတ်တိုင်းကြအသုံးပြုလို့ရပါတယ်ခင်ဗျာဒီရဲ့ဘောက်မှာလည်း LED လမ်းလေးတစ်ခုပါပါတယ်ခင်ဗျာအဲ့ရဲ့လမ်းလေးကိုလည်းလိုအပ်ရင်လိုအပ်သလိုအဖွင့်ပိတ်လေးလုပ်ပြီးအသုံးပြုလို့ရပါတယ်ခင်ဗျာဒီ Wi-Fi နဲ့ချိတ်ဆက်ပြီးသုံးချင်တဲ့မိတ်ဆွေတွေအနေနဲ့လည်း5 volt 12 volt တကြိုရှိအောင်နဲ့ Wi-Fi နဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရပါတယ်ခင်ဗျာအာမခံအနေနဲ့လည်း 6+6 ပါဝင်ပြီးပထမ6လကိုတော့အလုံးစုံ free နဲ့နောက်ထပ်6လကိုတော့စားပစ်လေးပါရှိမှဖြစ်ပါတယ်။ကဲ၍စိတ်ဝင်စားလို့ဝယ်ယူခြင်းတဲ့မိတ်ဆွေတွေအနေနဲ့အမှတ်163မောင်ခိုင်ဘူရဲလမ်းမှာရှိတဲ့အောင်သိန်းတန်း electronic မှာလာရောက်ဝယ်ယူအားပေးနိုင်တယ်လို့ online မှာသက်ဆိုင်ဝယ်ယူလို့တဲ့မိတ်ဆွေတွေအနေနဲ့အောက်က description မှာရှိတဲ့ဖုန်းနံပါတ်ကသက်ဆိုင်ဆက်သွယ်မင်းညံမှာယူနိုင်ပါတယ်။ဒီတော့ကလည်းအကန့်အသတ်နဲ့ပဲကြည့်လို့အမြန်ဆုံးလက်ဦးမှုရယူဖို့တိုက်တွန်းပေးရစီခင်ဗျာ။နောက်တစ်ခေါက်နောက်ထပ်ပစ္စည်းတစ်မျိုးနဲ့ကြံလာခဲ့ပါမယ်ကျွန်တော်ကတော့အောင်သိန်းတန်း electronic ကိုသိမ်းပါခင်ဗျာ